အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့အတူတူငယ်ငယ်တော့ကျွန်တော်တို့ကြိုက်ခဲ့တဲ့အမှုပညာရှင်ပေါ့နော်ရုပ်ရှင်တရုပ်ဆောင်ဦးနေအောင်ပေါ့နော်ဦးနေအောင်သူချက်ဖို့ပါဒီအင်ဂျင်ဝတ်ထားပြီးတော့အင်တာဗျူးမှာခွေးစကားပြောတာကိုကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ခွေးမသားကြီးပြောတဲ့စကားကိုအတူတူနားထောင်ကြည့်အောင်အကုန်တက်ငယ်ငယ်တော့မင်းတို့ကတော့ရှင်းတယ်နော်နိုင်ငံရေးအခင်းချင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တက်အားပြည့်တားရတော့ထွက်တဲ့ခွေးတော်ပြန်ပြုတ်ပေးရလာလေဟိုတောင်းပေးတယ်လေပြန်ပြုတ်စီ come from the military တမတော်လာတဲ့ဖွဲ့စည်းများတယ်ဒီမိပဲကျွန်တော်တို့စစ်သားသားသမီးတွေယူနီဖောင်းမြင်ချစ်တယ်လေသေဖို့ဆဲတဲ့ကောင်သေကြဖို့မွတ်စလင်လက်ချရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအင်ရှင်သူကတဲ့အောင်နေရဒါဆရာတော်ကြီးပြောရတာကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့လိုနေမှအဆင်ပြေပဲအဲ့ဒီအဆင်မပြေတော့မကောင်းတော့နော်ရုပ်ရှင်တရုပ်ဆောင်နေအောင်မလို့မာတာမင်းတို့ကမင်းမှတ်ထားမလို့လည်းမှတ်ထားတယ်နော်မလို့မျိုးဆက်သက်ကလေးလည်းမှတ်ထားမယ်နော်အဲ့တော့ငယ်ငယ်တော့အားပေးခဲ့တဲ့အမြအလားအကုန်လုံးအလကမလို့မာတာအသားထဲကလောက်ထွက်ပြီးစောက်အောင်တော့မရှိခေါင်းထဲမှာရှိပြီးရှိမင်းတို့ကောင်းမို့မင်းအောင်လိုက်ငါလုံးမမင်းကိုဟိုတုတ်ရည်ဒီခေါင်းထဲထည့်ပေးထားလားမသိမင်းအဲ့လောက်ထိစောက်အောင်တော့မရှိရကွာကဲကျွန်တော်တော့အားမပြောပါဘူး